ဆိုတာသူ့ရဲ့ဘဝမှာဘလို့ရှင်တန်ခဲ့ရလဲဆိုတာအရေးမကြီးပဲဘလို့တည်ဆုံးခဲ့ရလဲဆိုတာနဲ့သာတိုင်းတာလို့ရတာဖြစ်ပါတယ်ဂျီဝါကြီးကသူ့ရဲ့ဘဝမှာအမြဲတမ်းငြင်းခံခဲ့ရပြီးသူ့ရဲ့တငယ်ချင်းကိုလည်းမတားဆီးနိုင်ခဲ့ပဲသူ့ရဲ့ဆရာနဲ့တပည့်တွေကိုလည်းမကာကွယ်နိုင်ခဲ့တာကြောင့်အမြဲကြာရှုံးမှုတွေနဲ့ပြည့်နှက်နေတဲ့ရှင်တန်မှုဖြစ်ခဲ့ပါတယ်စာအုပ်တော်ဇလန်တစ်ပုဒ်ကနောက်ဆုံးအဖြစ်ပြက်အလှည့်ပြောင်းနေပေါ်မူတည်ပြီးကောင်းတာဆိုတာကိုခွဲခြားလို့ရတာကြောင့်သူ့ရဲ့ဘဝနောက်ဆုံးအချိန်မှာကြာရှုံးမှုတွေအားလုံးကိုခြေဖြတ်နိုင်တဲ့ကောင်းတဲ့အရာတစ်ခုကိုလုပ်ခဲ့ရင်ဟိုကာငယ်တွေလိုကြီးမြတ်တဲ့ရှင်နိုဘီတယောက်ဖြစ်တည်ဆုံးနေတဲ့အကြောင်းဂျီဝါကြီးကဆုံးဖြတ်ချက်ချထားခဲ့တာဖြစ်ပါတယ်ရှင်နိုဘီလောကကြီးကိုအလှည့်ပြောင်းဖြစ်စေမယ်ဆိုတဲ့ရှစ်ပြဟော့ကင်ရဲ့ရွေးချယ်မှုကိုသူကဖိန်းတွေကိုတက်ပြီးကယ်တင်နိုင်နိုင်မယ်လို့ထင်ခဲ့ပေမဲ့သူထင်သလိုဖြစ်မလာခဲ့ပဲသူရဲကောင်းဂျီဝါကြီးရဲ့ဇလန်ကနောက်ဆုံးစာမျက်နှာကိုရောက်လာခဲ့ပြီဖြစ်ပါတယ်ရဲရင်တော်နေညာတယောက်ရဲ့ပုံမြင်ဆိုတဲ့စာအုပ်ရဲ့ဇက်လိုက်ကလည်းဂျီဝါကြီးမဟုတ်ပဲသူကိုယ်တိုင်အမှတ်မထင်နာမည်ပေးခဲ့တဲ့နာရူတိုဆိုတဲ့ကောင်လေးဖြစ်ပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြီးဘယ်တော့မှအရှုံးမပေးတတ်ဘူးဆိုတဲ့နေညာလမ်းစဉ်ကိုပိုင်ဆိုင်ထားတဲ့အတွက်သူကိုယ်တိုင်လမ်းပြပေးခဲ့တဲ့တပည့်တယောက်ရဲ့ဆရာအနေနဲ့နောက်ဆက်တင်းနေစရာမလိုပဲစိတ်ချလက်ချသေလို့ရပြီလို့တွေးလိုက်ပါတယ်အဲဒီနောက်ရှိသမျှလက်ကျန်အားနဲ့ထားလိုက်ပြီးဘယ်တော့မှအရှုံးမပေးပဲမှန်ကန်တဲ့ရွေးချယ်မှုအနေနဲ့ဖူကာဆာကူရဲ့ကြော်မှာသူ့ရဲ့နောက်ဆုံးအမှားစာကိုရေးခဲ့လိုက်ပါတယ်နောက်ဆုံးမှာတော့ရှစ်ပြဟော့ကင်ရဲ့ကလေးဟာနာရူတိုဆိုတာကိုသိသွားခဲ့ပြီးတဲ့နောက်သူ့ရဲ့တာဝန်တွေအားလုံးကိုလည်းနာရူတိုစီမှာပဲပုံဝဲခဲ့လိုက်ပါတယ်သူရဲ့ကောင်းဂျီဝါကြီးရဲ့ဇလန်အဆုံးသတ်မှာတော့နောက်ဆုံးစာမျက်နှာဟာလှလှပပဆက်သိမ်းသွားခဲ့ပြီးနောက်ဆက်တွဲစာအုပ်ရဲ့နာမည်ကဥဇူမာကီနာရူတိုရဲ့ဇလန်ကိုခေါင်းစဉ်တက်နေရင်ဂျီဝါကြီးကရေအောက်ထဲကိုတရွေ့ရွေ့မြင့်မြုပ်သွားခဲ့ပါတယ်အဲ့ချိန်မှာမီရှီလုံးရဲ့နာရူတိုကသူ့ရဲ့ပခုံးကိုတယောက်ယောက်လာပုတ်တာကိုအမှတ်မထင်ခံစားလိုက်ရပါတယ်အဲ့ချိန်မှာပဲယုတ်တိရဲ့ဖူကာဆာကူကဂျီဝါကြီးကောင်လေးကတိုက်ပွဲဝင်ရင်းနဲ့ကြာဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့နာရူတိုလည်းနားမလည်နိုင်ဖြစ်သွားပြီးဘာတွေပြောနေရလဲဆိုတာကိုပြန်မေးပေမဲ့ကြံတဲ့သူတွေကတော့ကြိုးသိထားတဲ့ပုံပေါ်ကြပါတယ်အာကာဆုကိခေါင်းဆောင်ဟာပြင်ပလောကနဲ့အဆက်အသွယ်မရှိရဲ့မိုးရွာမှနေရဲဆိုတဲ့သတင်းကိုကြားတာနဲ့ဂျီဝါကြီးကသူကိုယ်တိုင်တွားကြည့်ခဲ့တာဖြစ်ပြီးသူရဲ့ခေါင်းဆောင်ဖိနဲ့ရင်ဆိုင်ခဲ့ရပါတယ်နာရူတိုကတော့အဲ့နေရာကိုအဖွားလေးလွတ်လိုက်ကြမလားလို့ဆူနာတဲကိုမေးနေရကြောင်းဆူနာတဲကလည်းဟုတ်တယ်လို့ပဲပြောလိုက်ပါတယ်သူစီယာကိုဘာလို့အဲ့လိုအနေအများရဲ့နေရာကိုတယောက်တည်းလွတ်ဖို့မစင်မချင်းဆုံးဖြတ်လိုက်တာလဲလို့မေးနေရင်းနဲ့ပောက်ကွဲနေပြီမဲ့ဖကာရှီကတော့ဟိုကာကဲရဲ့ခန်းစားချက်တွေကိုလည်းနာရူတိုကအားလုံးထပ်ပို့ပြီးအခုချိန်မှာနားလည်နေတဲ့အကြောင်းပြောရင်းဝင်ထားပါတယ်ခန်းစားချက်တွေပြည့်နေတဲ့နာရူတိုကလည်းဆူနာတဲရှိရလှည့်ထွက်လာခဲ့ပြီးနှံမှုဆရာကြီးက9ယောက်မြောက်ဟိုကာကဲဖြစ်ခဲ့မယ်ဆိုရင်အဖွားလေးဆူနာတဲကိုအဲ့လိုစွန့်စားရတာမျိုးတွေဘယ်တော့မှလောက်ခိုင်းမှမဟုတ်ဘူးလို့ပြောရင်ထွက်သွားပါတယ်နာရူတိုကတော့တယောက်တည်းထွက်လာရင်းနဲ့ဂျီဝါကြီးကသူ့ကိုစစ်ခေါ်တိုင်းတင်မိခဲ့တဲ့အချိန်တွေဆရာတပည့်နဲ့ခရီးထွက်ခဲ့ပုံတွေအတူတူဖြတ်သန်းခဲ့ရတဲ့အချိန်တွေနဲ့မေးပြလို့မရတဲ့အမှတ်တရတွေကိုစဉ်းစားရင်ဦးတည်ချက်မရှိတရွေ့ရွေ့ရှောက်တန်းလာခဲ့ပါတယ်နာရူတိုအတွက်တော့ဘယ်နေရာကိုပဲခြေဦးတက်ရသွားသူ့ဆရာနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပဲပြန်တွေ့နေရပြီးတပုံးနဲ့ဆိုတဲ့အချိန်ခဏလေးအတွင်းမှာလေ့ကျင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ခရီးတူတူထွက်ခဲ့ကြပြီးတဲ့နောက်သူ့ကိုစားတက်တရက်တရက်တန်မာလာအောင်လေ့ကျင့်ပေးခဲ့ရင်းနဲ့ဆရာတပည့်နှစ်ယောက်ရဲ့တန်ရောစင်ကပို့ပြီးအမြင့်တွယ်လာခဲ့ပါတယ်အဲ့လိုနဲ့ပဲသူအရွယ်ရောက်လာတဲ့အချိန်မှာလေလေ့ကျင့်ရေးကြောင့်စုပ်ပြဲနေတဲ့အင်ကြီးစားအပြန်တင်စားငှက်တကောင်ကိုလိုက်ဖက်တဲ့အတောင်စုံနဲ့တက်ပေးခဲ့ပါတယ်အမှတ်တရတွေကိုပြန်တွေ့ရင်တလဲချင်းရှောက်လာခဲ့တဲ့အချိန်မှာသူ့ရဲ့လက်ဦးဆရာတယောက်ဖြစ်တဲ့အီရူကာကလည်းမတွေ့ရကြပြီဖြစ်တာကြောင့်ရာမန်သောစားဖို့ခေါ်ပေမဲ့စားချင်စိတ်မရှိတဲ့အတွက်ညှင်းဆန်ပြီးထွက်ခဲ့လိုက်ပါတယ်အရင်ထက်ပိုလာတဲ့ဆိုတဲ့နှာမူးဆက်ဆန်စကားတွေကိုနိုဟာကိုတစ္ဆာဖောက်ဖို့ကြိုးစားရတဲ့သူကိုယ်တိုင်တတ်မယ်လို့ပြောခဲ့တဲ့စကားလုံးတွေလောင်ကစားမှာအမြဲရှုံးတတ်တာကြောင့်သူတင်မဲ့ဘက်ကလောင်လို့ပြောရင်းနဲ့စားနောက်ခဲ့တဲ့ပြောင်းချောချောအပြု